အားလုံးမင်္ဂလာပါဒီဟာလေးကတော့ကျွန်တော်ဒီလျှက်စမီမလို့ပဲနဲ့ဒီအရေးပေါ်လုပ်လို့ရတဲ့ဟီတာလေးလုံနေလို့တော့ပြောတယ်ဗောနော်ဒါမှဆိုလို့ရှင်သူဒီရွှေမြေအင်တုံလေးရှိမယ်ဖျောင်းနိုင်လေးအသေးလေးတွေရှိမယ်နော်ပြီးရင်အဲ့ဒါလေးမီးဆက်ထွန်းမယ်ပြီးရင်သူဘာထက်လုပ်လဲโอเคအောက်ကတုံးလေးခုလေးပဲပြောပါတော့ဗောနော်ပြီးတော့အဘွားပန်းကိုတူအုပ်လိုက်တယ်ဒါပဲနော်အပန်အိုးမှာသူခဏအဖုံးလေးနဲ့ထပ်အုပ်လိုက်တယ်โอเคဟုတ်ပြီဒါဆိုတဘောကအဲ့ရဲ့အိုးထဲမှာသူຫນွေးနေမယ်ပေါ့ပြီးဆိုလို့ရှိရင်ဘောကပြီးသူကစတီးပြောင်းလေးဆွတ်လိုက်တယ်နော်အဲ့မဒါတော့မဆိုးတော့မဆိုးပါတော့နဲ့သူတော့ဟုတ်ပဲဆန်းတော့ဆန်းကြီးကြမှာနော်အဲ့နေရာမှာโอเคဟုတ်ပြီဒီနေရာမှာသူကဒီကျွန်တော်တို့စီမီကွက်တုံးလေးရတယ်ပေါ့နော်ဒါလေးတော့နောက်တနည်းပဲနော်ဒါဆိုရင်ဒါဖေတာအဟောင်းလေစစ်အဟောင်းပေါ့နော်အဲ့ပေါ်နေကျွန်တော်ပန်ကာလေးအုပ်လိုက်တယ်ဒါလေးကတော့ဒါကျွန်တော်ဒီမီဒီခေါင်းလေးတက်တာဖြစ်မယ်တေချာတာပေါ့နော်မီဒီခေါင်းဟုတ်ပြီသူကပြန်ပိတ်မယ်တေချာတာပေါ့ဒါဆိုတာဒီကျွန်တော်ဝက်60ဝက်100မီဒီလောက်ဆိုရင် okay တယ်ဗျဖြစ်နိုင်ပါတယ်ဒီဟာလေးကတော့နော်ဒါတော့ battery လေးနဲ့လောက်ပြထားတယ်ဝက်60လောက်ဆိုရင်အဲ့ဒီလေပြန်ဆုပ်တဲ့ဟာလေးနဲ့ဆိုရင်တော့အတိုင်းအတာတစ်ခုတည်းတော့နှွေးမှာဟိုလိုအရင်နှွေးနေတဲ့ဟီတာတော့မဟုတ်ဗျတခန်းလုံးနှွေးနေရတော့မဖြစ်နိုင်တော့ဒါပါလေဒါမီခိုးပြောင်းရယ်ဟုတ်ပြီဒါကြီးကွိုင်နေတူတယ်သဘောပေါက်ပြီရေအဝင်နဲ့အထွက်နဲ့တော့ဖောက်တာသဘောပေါက်ပြီကြီးကွိုင်တက်လာတဲ့အပူနဲ့ရေဘူးရေရတော့သူလဲနေမယ်ဆိုတော့ဒီဒါလေးလည်းမစိုးဘူးနော်ဒါဆိုလျှက်စစ်မီတော့မလို့နော် idea လေးကောင်းတယ်မစိုးဘူးနော်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာကျွန်တော်ပြန်ဆုံကြပါမယ်